โอเคဒါကတော့ကျော်စွာဝင်းရဲ့ပြိုင်ဘက်စမီဒန်ဖြစ်ပါတယ်စမီဒန်ကို One Lupini FC page ကနေပြီးတော့ပွဲကြို interview မေးထားတဲ့ video file ပါအဲ့ဒီအကြောင်းကိုကျွန်တော်တတ်တလောက်မတ်တလောက်ဘာသာပြန်ပေးသွားမယ်ပေါ့နော်လုံးဝနားမလည်တဲ့သူတွေအတွက်ကိုရည်ရွယ်တာပါတတ်တဲ့သူတွေလည်းရှိတယ်မတတ်တဲ့သူတွေလည်းရှိတယ်အထူးသဖြင့်မြန်မာပြည်ကလူတွေကတော့ထိုင်းစကားနားလည်မှာတော့မဟုတ်ဘူးကျွန်တော်ဗီဒီယိုကိုကြည့်နေကြတဲ့သူတွေထဲမှာမြန်မာပြည်ကလူတွေရှိတယ်ထိုင်းကလူတွေရှိတယ်ထိုင်းကိုရောက်နေတဲ့လူတွေလည်းလူတိုင်းမတတ်ပါဘူးဆိုတော့ကျွန်တော်သိတဲ့လောက်ကျွန်တော်လာပြီးတော့ဘာသာပြန်ပေးသွားမှာပါသူဘာတွေပြောသွားလဲကျော်စွာဝင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဘာတွေပြောထားလဲဆိုတာကိုကျွန်တော်နဲ့အတူတူနားထောင်ကြည့်အောင်โอ้โหนี่มาเจอ สวัสดีครับ เป็นไงครับสมิงดำกับการชกนัดใหญ่ครั้งแรกในชีวิตသူပြောတာသူမေးတာကအေးတဲ့မင်းကဒီမင်းရဲ့ဘဝမှာပေါ့ဒီအခုလိုမျိုးအကြီးမားဆုံး promotion ခေါင်းစဉ်အောက်ကနေပြီးတော့မင်းကစားရတော့မယ်ပေါ့နော်ဘယ်လိုလဲတဲ့အဲ့ဒီအတွက်ကိုก็ดีใจครับผมที่ဝမ်းသာပါတယ်တဲ့ไม่คิดว่าจะมีโอกาสได้ขึ้นมารายการใหญ่เหมือนกันသူမတွေးထားဘူးပေါ့နော်အခုလိုမျိုး promotion အကြီးတွေမှာဒီနာမည်အကြီးတွေကြီးပဲပါဝင်တဲ့နာမည်ရှိသားပြီးသား fighter တွေတကယ်ကောင်းတဲ့ဒီ one promotion အကြီးတွေမှာပါဝင်ရမယ်လို့မထင်ထားဘူးပေါ့နော်แล้วเป็นไงคู่ชกเราฮอตด้วยကိုယ့်ရဲ့ပြိုင်ဘက်ကတဲ့ชอสวาวินก็เป็นซุปตาร์ทางประเทศเพื่อนบ้านเลยนะครับပြိုင်ဘက်ကတဲ့ကျော်စွာဝင်းတော့တဲ့အဲ့တော့စမီတကပြန်ပြောတယ်ဟုတ်တယ်တဲ့သူကတဲ့ကျွန်တော်တို့ရဲ့ဒီအိမ်နီးချင်းနိုင်ငံက fighter ပါပေါ့နော်ดูคลิปว่าละเก่งသူ့ရဲ့ပွဲတွေကိုအကုန်လုံးကြည့်ပြီးသွားပြီတဲ့သူတော်တယ်တဲ့เก่งတော်တယ်တဲ့မင်းအဆင်ပြေရလားတဲ့မင်းရရလားတဲ့50-50ดีกว่า50-50ပဲမှန်းရင်ပိုကောင်းပါလိမ့်မယ်တဲ့อัมบาสมีคุยเรื่องแก้เกมอะไรกับเราบ้างไหมครับก็ဒီ game ကိုဒီပြင်ဆင်လာတဲ့ဟာတွေရောတဲ့ဘယ်လိုမျိုးရှိလဲပေါ့ရှိလားတဲ့มีครับตอนนี้ก็วางแผนแก้เกมกันละရှိတယ်တဲ့သူအားလုံးပြင်ဆင်လာပြီးသွားပြီတဲ့သူဒီ fighter ရဲ့ထိုးပုတ်ထိုးဘက်ကိုထိုးပုံထိုးပေါက်တွေကိုဘယ်လိုမျိုးပြန်ပြီးတော့ပြင်ဆင်ရမလဲဆိုတာကိုသူပြင်ဆင်ပြီးသွားပြီပေါ့နော်แต่ขอยังไม่พูดนะเพราะว่าဒါပေမဲ့ကျွန်တော်နဲ့မပြောပြရစေနဲ့ပေါ့မပြောပြရစေနဲ့တဲ့เดี๋ยวเขารู้ဘာဖြစ်လို့လဲဆိုတော့တဲ့သူတိသွားလိမ့်မယ်တဲ့သူပြင်ဆင်ထားတဲ့ဒီအချက်လက်တွေပေါ့ဗျာသူပြင်ဆင်ထားတဲ့ plan တွေပေါ့ game plan တွေပေါ့ไปว่ากันบนเวทีนะว่างบนเวทีฝากไว้ดูစင်ပေါ်မှာပဲတွေ့ကြမယ်တဲ့စင်ပေါ်မှာပဲပြောကြတာပေါ့တဲ့แฟนมวยที่จะเชียร์เราด้วยมั้งครับวันนั้นก็ฝากเชียร์ด้วยนะครับถึงว่าผมจะถึงหลายคนจะมองว่าผมจะသူ့ကိုလည်းအားပေးကြပါအောင်เนาะတဲ့လူတွေကအကုန်လုံးကတဲ့ကျွန်တော်ကိုမြင်တဲ့ပုံစံကတဲ့สู้เขาไม่ได้เลยนะแต่ว่าကျွန်တော်သူ့ကိုရှင်လို့မနိုင်ဘူးလို့ပြောကြရတယ်ပေါ့နော်ผมก็เต็มที่แน่นอนครับก็ฝากเชียร์ကျွန်တော်ကလည်းတဲ့လုံးဝအစွမ်းကုန်လုပ်ပြသွားမယ်ပေါ့နော်ကျွန်တော်လည်းအားပေးပါအောင်တဲ့เชียร์ด้วยครับสมิงดำลูกสวนนะครับผมNF ลูกสวนนะครับก็စမီဒန်လူစွမ်စမီဒန်ဆိုတာကသူ့ရဲ့နာမည်လူစွမ်ဆိုတာကသူ့ရဲ့ဒီထိုင်းပေါ့လေသူ့ရဲ့ဂျင်နာမည်จะตั้งใจชกให้เต็มที่แล้วก็ทำให้ประทับใจคนดูแน่นอนครับผมသူတော့နောက်ဆုံးအစွမ်းကုန်သူထိုးသက်ပြသွားမယ်ပေါ့နော်စိတ်ဒီကြည့်ရှုလာအားပေးတဲ့သူတွေကိုလည်းစိတ်ကြည်နံမှုရစေရမယ်ဆိုပြီးတော့သူပြောသွားပါတယ်ပေါ့စမီဒန်ကိုကျွန်တော်တို့လည်းအားပေးသင့်ပါတယ်ရှုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေအားကစားဆိုတာကရန်သူမဟုတ်ပါဘူးပေါ့နော်ဒီအခုချိန်ကစပြီးတော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာဒီ AI နဲ့လုတ်ထားတဲ့ဒီ lake ကိုကျော်စွာမင်းကတက်နေထားတဲ့ပုံတွေပြီးတော့ lake ကိုဟင်းချက်စားနေတဲ့ပုံတွေတခုခုလုတ်ထားတဲ့ပုံတွေကိုကျေးဇူးပြုပြီးတော့မတင်ပါနဲ့ကျွန်တော်တောင်းပန်ပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီလုတ်ရကကိုရီမြန်မာတွေကိုလာပြီးတော့ဒီအကောင်းမမြင်တော့ဘူးဗောနော်အကောင်းမမြင်တော့ဘူးဘာကြောက်လဲဆိုတော့ဒါ troll လို့ရတယ်တခြားနည်းနဲ့ troll လို့ရတယ်ကွာအခုလိုမျိုးကြီး like မှတ်နေမယ်ဆိုလို့ရှိရင်တယောက်နဲ့တယောက် respect တွေပြတ်တယ်မင်းတို့အေးပေါ့ငါ့ကိုတော့အဲ့လို troll ထားအောင်ပေါ့ငါစင်ပေါ်ရပ်ပါငါအသေးကြိတ်မယ်အဲ့ဒီကောင်ကိုဆိုပြီးတော့တကယ်လို့ तू ကဒါဥပမာနိုင်သွားမယ်ဆိုလို့ရှိရင်တော့မင်းတို့ troll တဲ့ကောင်တွေကြည်ထားဆိုတဲ့ပုံစံမျိုးနဲ့ကွာပွဲပြီးလို့ရှိရင်တယောက်နဲ့တယောက်ဖက်ပြီးတော့လေးစား respect လုပ်တဲ့အပြုမူတွေရော့နေသွားမှာကိုကျွန်တော်မလိုချင်ဘူးပေါ့ဗျာဆိုတော့ okay အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်20ရက်နေ့မှာ match လ20ရက်နေ့မှာတွေ့ကြမယ်
ကျွန်တော်ရဲ့ live မှာလာကြည့်လို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်